တခါတလေလူတယောက်ကိုတိတ်လွမ်းနေပေမဲ့ဖုံးဆက်ဖို့တွန့်ဆုတ်နေကြတဲ့သူတွေရှိသလားဖုံးဆက်လိုက်ရင်ဘာပြောရမှန်းမသိလို့မဆက်လိုက်တာကပိုကောင်းပါတယ်ဆိုပြီးတော့ဗောလေဒါကခန်းစားချက်တတ်တော့မဟုတ်ဘူးဗျတကယ်တော့စိတ်ပညာအရာ relationship dynamic လို့ခေါ်တဲ့အချက်တစ်ခုရှိနေလို့ပဲပထမဆုံးမိဘကိုလွမ်းလို့ဖုံးဆက်တယ်ဒါပေမဲ့ဖုံးဆက်လိုက်တဲ့အခါတိုင်းငင်းခုန်နေရတာနဲ့ပဲအဆုံးသတ်သွားတယ်ဒါကို generational gap လို့လည်းခေါ်တာပေါ့တယောက်နဲ့တယောက်ချစ်တာချင်းလွမ်းတာချင်းတူပေမဲ့အဲ့ဒီခံစားချက်ကိုထုတ်ဖော်ပြသတဲ့ပုံစံတွေဟာကွဲသွားတာပေါ့အဲ့ဒီခါမှာကျွန်တော်တို့ရဲ့ self defense mechanism ဟာအလိုလိုပွင့်လာပြီးတော့ဖုန်းဆက်ဖို့တွန့်ဆုတ်သွားကြတာပေါ့ဗျာနောက်တစ်ခုကတော့တငယ်ချင်းဟောင်းတွေလွမ်းဆွတ်လို့ဖုန်းဆက်မိတဲ့အခါပြောနေတဲ့စကားတွေကတောရောက်တောင်ရောက်နဲ့ကြားမှာလှစ်ဟာနေတဲ့ကွက်လက်ကြီးတစ်ခုလိုဖြစ်လို့အားနာနေရတတ်တယ်။ဒါကတော့ relationship အမြင်နဲ့ပြောရမယ်ဆိုရင် growing apart တစ်ခုပါပဲ။တယောက်နဲ့တယောက်ကြီးပြင်းလာတဲ့ပုံစံတွေတူခဲ့ပေမဲ့လက်ရှိဘဝရဲ့အတွေ့အကြုံတွေနဲ့ခံစားချက်တွေဖြစ်တည်တွေကမတူကွဲပြားတာကြောင့်ကျွန်တော်တို့ရဲ့ဘဝ life topic တွေကလည်းပြောင်းလဲသွားတာပေါ့။ဒါကြောင့်ကျွန်တော်တို့ဒီချာမှာအနေရခက်စီနေတာပါပြီးတော့အဆိုးဆုံးကရီးစားဟောင်းစီကိုဖုံးဆက်ခြင်းနဲ့စိတ်ပါလက်ရှိသူ့မှာရီးစားအသစ်များရှိနေပြီလားဆိုတဲ့စွန့်ရည်စိတ်ရဲ့လမ်းခွဲတာကြာပြီဖြစ်တဲ့ဘာပြောရမလဲမသိဘူးဆိုတဲ့အနေရခတ်မှုတွေရဲ့ပေါ့တကယ်တော့လမ်းခွဲတုန်းကလှလှပပဇက်သိမ်းခဲ့မယ်ဆိုလို့ရှိရင်အခုလက်ရှိမှာအဲ့ဒီအတိတ်ကလှပခဲ့တာလေးကိုလွမ်းဆွတ်ယုံနဲ့မဆွတ်သွယ်မိတာကပိုကောင်းပါတယ်။ဒါကြောင့် relationship consultant တယောက်အနေနဲ့အကြံပေးရမယ်ဆိုလို့ရှိရင်တယောက်ယောက်ကိုလွမ်းတိုင်းသူ့ရဲ့အတန်ကိုကြားရမှာမဟုတ်ဘူး။ဘာလို့လဲသိလား။စိတ်ကူးတဲ့ကအရာအလုံးဟာလက်တွေ့ထက်ပိုပြီးတော့လှပနေလို့ပါပဲ။ကိုလွမ်းဆွတ်နေတဲ့သူကလည်းနှလုံးသားထဲမှာဆိုအပြင်ကထက်ပိုပြီးတော့နှွေးထွေးနေလို့ပါ။လွမ်းဆွတ်မှုဆိုတာတိတ်ဝင်းတဲ့အရာလို့ထင်ရတတ်ပေမဲ့တကယ်တော့တစ်ခါတလေလက်တွေ့ထပ်ပိုးပြီးတော့နှိစက်နေတတ်တယ်။ရင်ထဲကအလွမ်းတွေကနှွေးထွေးနေပေမဲ့ဖုန်းလိုင်းရဲ့တစ်ဖက်မှာရှိနေတဲ့လူကတော့အရန်ကိုဝေးကွာနေသေးပါပဲ။ဒါကြောင့်တစ်ခါတလေဖုန်းမဆက်ဖြစ်တော့တာခါပဲကိုယ့်ရဲ့ရင်ထဲကအလှပါဆုံးအမှတ်တရတွေကိုကာကွယ်ပေးထားတဲ့ boundary လေးတစ်ခုဖြစ်နေတော့တာပေါ့